ရှေးအိန္ဒိယနိုင်ငံရှိရွာငယ်တစ်ရွာတွင်နေထွက်အလင်းရောင်နှင့်အတူလူများလှုပ်ရှားနေကြသည်အိမ်များမှာမြေသားအိမ်များဖြစ်ပြီးလူများသည်ဒိုးတီစာရီဝတ်ဆင်ထားကြသည်ရွာသည်တာယာငြိမ်းချမ်းနေသည်ရွာအနားတစ်နေရာတွင်ဝက်သက်လုပ်ငန်းလုပ်နေသောစုံနာကိုတွေ့ရသည်သူသည်လက်ထဲတွင်ဓားကင်ထားပြီးမျက်နှာတွင်ကြမ်းတမ်းသောအသွင်ပြင်ရှိသည်လူများသည်သူ့ကိုကြောက်ရွံ့နေကြသည်ဝက်များကိုစုံနာကတက်ရန်ပြင်ဆင်နေချိန်တွင်ဝက်များသည်ကြောက်ရွံ့နေကြသည်စုံနာသည်နေ့စဉ်ဝက်များကိုတပ်ဖြတ်နေသည်သွေးများဖုံမှုများနှင့်အတူခက်ခဲသောဘဝကိုပြသထားသည်ရွာသားများကဝေးဝေးကကြည့်နေကြသည်တနေ့တွင်ပညာရှိတဦးလာရောက်ပြီးစုံနာအားအသက်သက်ချင်းသည်အကုသိုလ်ကြီးဖြစ်သည်ဟုသတိပေးသည်ပတ်ဝန်းကျင်မှာတိတ်ဆိတ်ပြီးသင်ခန်းစာပေးသည့်အချိန်ဖြစ်သည်စုံနာသည်ပညာရှိ၏စကားကိုမနာခံဘဲရေမောပြီးမိမိအလုပ်ကိုဆက်လက်လုပ်နေသည်သူ၏မျက်နှာတွင်မာနနှင့်မယုံကြည်မှုတွေ့ရသည်အချိန်ကြာလာသည်နှင့်အမျှစုံနာသည်နာမကျန်းဖြစ်လာသည်အိယာပေါ်တွင်ခန္ဓာကိုယ်အားနည်းနေပြီးချွေးများထွက်နေသည်သူသည်ဝက်များ၏ပုံရိပ်များကိုမြင်နေတကဲ့သို့ကြောက်ရွံ့နေသည်စုံနာသည်အလွန်နာမကျန်းပြီးနောက်ဆုံးတွင်သေဆုံးသွားသည်ရွာသားများသည်စိတ်မကောင်းဖြစ်ကာကြည့်နေကြသည်ပတ်ဝန်းကျင်မှာတိတ်ဆိတ်နေသည်စုံနာသည်မကောင်းသောအကျိုးကိုခံစားရသည်မိနှင့်အမှောင်တွင်တွင်ဆင်းရဲဒုက္ခခံနေရသောပုံရိပ်များကိုတွေ့ရသည်နောက်ဆုံးတွင်ဇလန်းသည်အသက်ကိုမတတ်ပါနှင့်မေတ္တာထားပါဟုသင်ခန်းစာပေးပုံပြင်လေးဖြစ်ပါတယ်ကာတွန်းလေးတွေကြိုက်ရင်ကောမန့်မှာရေးခဲ့ပါဦးဘလို့ကာတွန်းတွေကြိုက်လဲရေးခဲ့ပါဦးကျွန်တော်ကတော့ကာတွန်းတင်ဆက်သူစန်းဝင်းထွန်းပါနှစ်သစ်မှာပျော်ရွှင်ကြပါစေ